ဖေထွက်သွားပြီးနောက်မှာကောင်လေးကသူ့ရဲ့လှုပ်ဝက်ချက်အကြောင်းမေကိုပြောပြလိုက်တယ်မေကဟေ့ကောင်ဒီကောင်ကတကယ်ကိုကြောက်စရာကောင်းတယ်လို့ပြောပြီးသူ့ကိုပင်လယ်ထဲပြန်လွတ်ဖို့ပြောခဲ့တယ်ဒါပေမဲ့ကောင်လေးကထွက်သွားဖို့ကြိုးစားလိုက်တာနဲ့တူတူဟာသူ့နောက်ကနေဖြည်းဖြည်းချင်းလိုက်လာနေပြီးသူ့ကိုမထားခဲ့ချင်ဘူးဆိုတဲ့ပုံစံမျိုးပြနေခဲ့တယ်ကောင်လေးကတခြားရွေးချယ်စရာမရှိပဲအရှင်မြင့်ပြီးလမ်းထောင်နာမှာပုံနေလိုက်တယ်နောက်ဆုံးတော့လွတ်မြောက်ပြီလို့ထင်ပြီးလှည့်ကြည့်လိုက်တဲ့အခါအဲ့ဒီတရဝါလေးကထပ်ပေါ်လာခဲ့ပြန်တယ်အဲ့ဒီနောက်ကားကြီးတစ်စီးကသူတို့စီအရှိန်နဲ့မောင်းလာခဲ့ရာကောင်လေးဟာသူ့ကိုကဲတင်ဖို့အလောတကြီးပြေးထွက်သွားခဲ့တယ်အဲ့ဒီအချိန်ကစပြီးသူတို့နှစ်ဦးရဲ့ကံကြမ္မာတွေဟာတခုနဲ့တခုချီနှောင်သွားပါတော့တယ်။ဒီနေ့မှာကောင်လေးကသူ့တငယ်ချင်းတွေနဲ့အပြင်ထွက်လဲဖို့အတွက်တူတူကိုအိမ်ကအန်ဆွဲတစ်ခုထဲမှာထားခဲ့တယ်။ဒါပေမဲ့တူတူဟာသူ့ဖာသာသူသွားရင်းအဖေရဲ့ဟင်းချက်အိုးလေးကိုမတော်တဆပြုတ်ကျသွားတယ်ပြီးတော့လှိဖြတ်တဲ့စပွဲပေါ်ကိုရောက်သွားပြန်တယ်တူတူဟာလုံးဝကြောက်လန့်သွားပြီးမိတကယ်ကိုထုတ်လွတ်လိုက်ကချက်ချင်းထွက်ပြေးခဲ့တယ်အဖေမမိအောင်မနှဲပြေးလွတ်ခဲ့ရတယ်။ကောင်လေးအိမ်ပြန်ရောက်တဲ့အခါသူ့တငယ်ချင်းတွေကိုတူတူအကြောင်းပြောပြလိုက်တယ်သူတို့ကတငယ်ချင်းမင်းသူ့ကိုလှုပ်ပေးလိုက်တယ်လို့ပြောကြတယ်။ဘာလို့လဲဆိုတော့ကာမာယာလို့ခေါ်တဲ့ဘလူးတကောင်အကြောင်းသတင်းတွေထွက်ပေါ်နေပြီးတူတူလည်းကြောက်စရာကောင်းတဲ့အရာတစ်ခုဖြစ်ပြောင်းလဲသွားမှာကိုသူတို့စိုးရိမ်နေကြလို့ပါဒါပေမဲ့ကောင်လေးကတော့တူတူကိုဘလို့မှစိုးလို့မှမဟုတ်ပဲသူတို့ပြောတာကိုလုံးဝနားမထောင်ချင်ခဲ့ပါဘူးဒါပေမဲ့နောက်တနေ့မနေ့ရောက်တော့တူတူဟာပိုပြီးတောင်ကြီးလာခဲ့တဲ့အိမ်မှာထားဖို့လုံးဝမဖြစ်နိုင်တော့လောက်အောင်ကြီးမားနေပြီးဒါကြောင့်ကောင်လေးကသူ့အဖွဲ့သားတွေကိုစူစီပြီးညဘက်မှာတူတူကိုတောင်ပေါ်ကိုခိုးထုတ်ကာဂိုးဟောင်းတစ်ခုထဲမှာဝတ်ထားခဲ့ကြတယ်နောက်မနေ့မှာကောင်လေးဟာတူတူကိုကြည့်ဖို့အလင်းစလိုတောင်ပေါ်ပြေးတက်သွားခဲ့တယ်ဒါပေမဲ့သူထွက်ခွာသွားတာနဲ့သူ့ဘေးနာကမိမကင်ဆာယောဂရှိနေတာကိုသိလိုက်ရတယ်သူ့အမေကိုလည်းဒီလိုပဲဆုံးရှုံးခဲ့ရတာကြောင့်သူအရန်ကိုစိတ်ထိခိုက်သွားခဲ့တယ်မိကိုဒီလိုမျိုးမဆုံးရှုံးနိုင်ဘူးလို့တွေးပြီးမိကိုကာကွယ်ပေးနိုင်မလားဆိုတဲ့မျှော်လင့်ချက်နဲ့တူတူရဲ့ကြောက်မြတ်ပတများကိုလက်ဆောင်ပေးလိုက်တယ်အဲ့ဒီချိန်ကစပြီးကောင်လေးဟာနေတိုင်းကမ်းခြေကိုသွားပြီးတူတူနဲ့စကားပြောခဲ့တယ်တူတူဟာသူ့အတွက်မိသားစုလိုဖြစ်လာခဲ့ပါတယ်ဒါပေမဲ့ကြီးမားတဲ့မုန်တိုင်းတစ်ခုရောက်လာတဲ့အခါအရာအလုံးပြောင်းလဲသွားခဲ့တယ်ကဲယူရန်နာမှာတင်မောပြက်ခဲ့ပြီးလူတိုင်းကအဲ့ဒါကိုဘီလူးတကောင်ကြောင့်လို့အပြစ်တင်ကြပါတယ်။ကောင်လေးဟာတခုခုမကောင်းတာဖြစ်နေပြီလို့ခံစားရပြီးဂူစီကိုပြေးသွားခဲ့ပေမဲ့တူတူကပျောက်ကွယ်နေခဲ့ပါပြီ။နောက်တစ်နေ့မှာကောင်လေးနဲ့သူ့တငယ်ချင်းတွေတူတူကိုလက်ရှာနေတော့ရုတ်တရက်အတန်ကျကျနဲ့အချက်ပေးတန်ထွက်ပေါ်လာခဲ့တယ်ခဏကြာမှာပဲမြို့ထဲကလူတိုင်းဟာတခုခုဆိုးရွားတာရောက်လာတော့မယ်ဆိုတာသိပြီးအသက်လူထွက်ပြေးနေကြပါပြီ။ကောင်လေးကလူတိုင်းထွက်ပြေးနေတဲ့ဘက်ကိုအလင်းမြန်ပြေးသွားပေမဲ့ကြီးမားတဲ့ကြောက်တုံးကြီးတစ်ခုကသူတို့ရဲ့လမ်းကိုပိတ်ဆို့ထားခဲ့ပြီးဘီလူးတကောင်ကသူတို့ရှိတဲ့မှာပေါ်လာခဲ့ပါတော့တယ်။